ဝဲမင်္ဂလာပါကျွန်တော် KN Duco YouTube Channel ကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ကဒီတစ်ခါတော့မိတ်ဆွေတို့အတွက်ထူးခြားပြီးတီလို့စရက်ကောက်နေအောင်ဖတ်တစ်ခုယူလာပေးတာပါနော်မိုက်တက်မှာ B1000 ရှိရောနဲ့ 3GB ဝယ်ရနီလန်ကိုမျှဝေပြောသွားပါမယ်မသိတဲ့မိတ်ဆွေများအတွက်လွှင့်ကြည့်ပါရနော်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလိုက်ပါဗီဒီယိုမှာ step by step ပြပေးသွားမှာမို့လို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးလိုက်ပါအချိန်မကျော်ပဲဗီဒီယိုလေးကိုစားလိုက်ကြရအောင်မိတ်ဆွေတို့ကဘောနော်ဖုန်းခေါ်တဲ့နေရာကိုတစ်ချက်လောက်ဝင်လိုက်ပါနော်ဘောနော်မိတ်ဆွေတို့ကအရင်ဆုံးဖုန်းပေးစစ်ပြပါမယ်နော်ကျွန်တော်တို့ရှိမှာဘယ်လောက်ရှိလဲအခုကြာတော့မိတ်ဆွေတို့ *124H ကိုစစ်လိုက်ပါမယ်နော်မှားကြတော့မိတ်ဆွေတို့ကမြန်တဲ့အတိုင်းပဲနော်ဖုန်းပေး1000ရှိပါရနော်ကျွန်တော်တို့ရှိမှာ1000ရှိပါရဖုန်းပေးရโอเคမိတ်ဆွေတို့က OTP ကိုလည်းစစ်ပြပါမယ်နော် message လည်းစစ်ပြပါမယ်ဘယ်လောက် MB ရှိလဲပေါ့နော်1440 MB ရှိပါရဲ့เนาะကျွန်တော်တို့ရှိမှာပေါ့เนาะမိတ်ဆွေတို့ကမြင်တဲ့အတိုင်းပဲเนาะမှားရတော့1440 MB ရှိပါရဲ့နောက်ပြီးတော့ပက်ကဝေးပြပါမယ်เนาะ star 966 336H ပေါ့เนาะအဲ့ဒါကိုနေပြီးတော့မှဝေးရပါတယ် plan ကိုเนาะမိတ်ဆွေတို့ sim 2ကိုကိုယ် sim 2ကိုနေပါเนาะမိတ်ဆွေတို့မှားရတော့နေလိုက်ပါပြီးတော့ SMS ကြားလာပါမယ်เนาะမိတ်ဆွေတို့ SMS ကြားကိုခဏလေးစောင့်ပေးလိုက်ပါเนาะမိတ်ဆွေတို့ကဒီမှာကြတော့ SMS ကြားလာပါမယ်เนาะโอเคခဏလေးတော့မိတ်ဆွေတို့က SMS ကြားကိုစောင့်ရပါတယ်เนาะဒီမှာကြတော့ SMS လာပြီเนาะမိတ်ဆွေတို့1000 plan ပေါ့เนาะအဲ့လိုမျိုး1000 plan လူကြီးမင်း1000 plan ဘယ်နဲ့ကိုရရှိပါပြီเนาะလိုမျိုးရပါပြီเนาะမိတ်ဆွေတို့ကဖုန်းပေးစီးပြပါမယ်เนาะအရင်ဆုံးမိတ်ဆွေတို့ကဘောနော်ကုန်းသွားပြီဆိုရင်ဝေးလို့အဆင်ပြေသွားပါပြီเนาะမိတ်ဆွေတို့က MB လေး MB စီးပြလိုက်ပါမယ်တစ်ခါလေเนาะမိတ်ဆွေတို့ဒီမှာကျတော့ဖုန်းပေးကုန်းသွားပါပြီเนาะ1000မိတ်ဆွေတို့ကမြင်တဲ့အတိုင်းပဲเนาะ SMS ကြားလာပါမယ်เนาะခဏလေးအမှကြတော့ SMS ကြားလာပါပြီเนาะမိတ်ဆွေတို့ပေါ်ဆုံးမှာ 3GB ရတော့ပါပြီเนาะမိတ်ဆွေတို့ကမြန်တဲ့အတိုင်းပဲเนาะမှားကြတော့ 3GB ရတော့ပါပြီမှားကြတော့1440 MB ရှိပါရဲ့เนาะအဲ့ဒါပါပဲเนาะမိတ်ဆွေတို့ကအလုံးအစင်းပြေးကြပါစေเนาะမိတ်ဆွေတို့ကလုံးမျိုးလောက်ပြီးတော့မှဝေးပါเนาะတန်းဆုံးပက်ကတ်ဖြစ်ပါရဲ့เนาะမိတ်ဆွေတို့ကအချက်လက်တစ်ချက်ပြောချင်ပါတယ်မိတ်ဆွေတို့ကမိုက်တဲ့ဘေး1000ကျပ်နဲ့ဝေးတာ 3GB ဝေးတာပေါ့เนาะမိမိကတ်တိုင်းမှာရမယ်လို့မထင်ပါနဲ့เนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဝေးခဲ့တဲ့ sim က B2 ပဲဖြစ်နိုင်ပါတယ်เนาะပြီးတော့ဖောက်ကိုရခဲ့တာဆိုတော့မိတ်ဆွေတို့ကရရင်ဆိုရင်ကန်ကောင်းမရသေးဘူးဆိုရင်စိတ်မနာပါနဲ့ကျွန်တော်တို့ KN Duco မှာရှာမိုင်းဆုံးပါတယ်နောက်နဲ့တင်ပေးသွားပါမယ်ဒါကြောင့်ဗီဒီယိုလေးကို like ပေးပြီးဒီလိုလိုပဲ share လုပ်ပေးသွားပါလည်း subscribe လုပ်ထားလိုက်ကြပါเนาะနောက်ဗီဒီယိုမှာပြန်လဲဆောင်ကြရအောင် bye bye